တိန်တထောင်ကျော်တဲ့နှစ်ထပ်အိမ်ကြီးကိုစောက်ပြီးသွားပြီဖြစ်တဲ့ဖက်တီမာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဖက်တီမာကတော့အချင်းပေါင်းတဲ့ဘဝနဲ့ဒုက္ခတွေဝင်နေရတာကြောင့်လူအများရဲ့တနာခြင်းကိုခံခဲ့ရတာပါဒါပေမဲ့အခုလက်ရှိမှာတော့ဖက်တီမာကိုတောင်လူတိုင်းကပြန်ပြီးတော့အားကျနေရတာဖြစ်ပါတယ်ဖက်တီမာကပြီးခဲ့တဲ့တစ်နှစ်တုန်းကအကျွေးပတ်လေဝိုင်းနေခဲ့ပြီးတော့ဒုက္ခရောက်နေတာပါအကျွေးတွေလည်းဆက်စရာရှိသလိုတစ်ဖက်မှာလည်းအိမ်ငားနေရပြီးတော့တော်တော်လေးကိုခက်နေရပါဒါပေမဲ့အချင်းပေါင်းနဲ့အောင်မြင်သွားခဲ့တာကသူမအတွက်အောင်မြင်မှုလမ်းစာဖြစ်ခဲ့ပါတယ်ဖက်တီမာရဲ့လိုအောင်မြင်လာတဲ့အချိန်မှာသူမအတွက်ငွေဆိုတာအပေါ်ဆုံးအရာဆိုသလိုဖြစ်လာခဲ့တာပါဒိမကြခင်မှာဒိရာတဲ့ချီမြေကွက်တစ်ကွက်ကိုဝင်နိုင်ခဲ့ပါတယ်မြေကွက်ဝင်နိုင်ပြီးတော့အိမ်ကိုချက်ချင်းစောက်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်ဖက်တီမာရဲ့အိမ်ကပြီးသွားပြီဖြစ်ပါတယ်မြေကွက်ဝေတာတောင်မကြသေးပဲအိမ်ဆောက်လို့ပါပြီးသွားပြီဆိုတဲ့အတွက်အားလုံးကအံ့အားသင့်နေကြတာပါအိမ်ဆောက်တာအခုလောက်ထိမြန်သလားလို့အဖြေထုတ်နေကြတာဖြစ်ပါတယ်ဒါကြောင့်မို့ဖက်တီမာပတ်စံနေအရန်ပေါ်ပြီးတော့အိမ်ဆောက်တာတောင်မှမြန်တယ်လို့ဆိုနေကြတာဖြစ်ပါတယ်ဖက်တီမာကနှစ်ထပ်အိမ်ဆောက်ခဲ့တာဖြစ်ပြီးတော့ဆိုင်မှာကျွေးဖွင့်လို့ရအောင်လုပ်ထားတာပါအပေါ်တက်မှာဝရဏလဲပါသလိုနှစ်ထပ်ကိုတေချာခိုင်ခိုင်ခန့်ခန့်လေးဆောက်ထားတာဖြစ်ပါတယ်ဖက်တီမာရဲ့အိမ်အောက်မှာဆိုရင်တော့ဆိုင်ငယ်ဖွင့်လို့ရအောင်အဖွင့်တကားကြီးလုပ်ထားပါတယ်။ဒါကြောင့်မို့အရင်လိုလမ်းဘေးမှာသူများပေးဖွင့်မှဖွင့်လို့ရမယ့်အနေအထားမျိုးမဟုတ်တော့ပါဘူး။သူ့အိမ်မှာပဲဆိုင်ကြီးဖွင့်လှစ်ပြီးတော့ရောင်းချတော့မှာပါ။ဆိုင်ခွဲတွေလည်းအများကြီးဖြစ်လာတော့မှာမို့ဖက်တီမာကတော့ပျော်နေပါတယ်။ဥပိန်တံတားနားမှာရောင်းရတာကအချိန်မရွေးဖယ်ခိုင်းနိုင်တဲ့အတွက်ဖက်တီမာစိတ်ပူနေတာဖြစ်ပါတယ်။အခုဆိုရင်ဥပိန်တံတားနားမှာလည်းရောင်းသလိုအိမ်မှာပါသီးသန့်ဆိုင်ခွဲဖွင့်နိုင်တော့မှာဖြစ်ပါတယ်။ဖက်တီမာရဲ့အိမ်ကတအိမ်လုံးအပီးစီ3600ဝန်းကျင်ကုန်ကြတယ်လို့သိရပါတယ်။နှစ်ထပ်အိမ်ကို3600သာကုန်တယ်ဆိုတာကြောင့်တန်တယ်ဆိုပြီးတော့ချီးကျူးနေကြတဲ့သူတွေလည်းရှိပါတယ်။ဒါကအိမ်အလွတ်သာဖြစ်ပြီးတော့အထဲမှာအလားစင်နာရီတော့မပါသေးပါဘူး။စေးတုတ်တာနဲ့အလားစင်နာရီဆိုရင်တော့နောက်ထပ်ငွေတွေကုန်အောင်မှာဖြစ်ပါတယ်။ဝိုင်းကွန်းနဲ့ပါထက်ထွက်လိုက်ရင်တော့ဖက်တီမာရဲ့အိမ်က3000ကျော်လောက်ကိုကြားတင်သွားမှာဖြစ်ပါတယ်။ဖက်တီမာရဲ့လိုအောင်မြင်လာတာတစ်နှစ်တောင်မရှိလိုက်သေးတဲ့အချိန်မှာအခုလောက်ထိအောင်မြင်လာတာမို့လူတွေကလည်းဝမ်းသာနေကြတာဖြစ်ပါတယ်။တချို့ကလည်းမနာလိုဦးတိုဖြစ်ပြီးတော့အမျက်စားလို့ဖြစ်မှာပေါ့လို့ပြောဆိုနေကြတာဖြစ်ပါတယ်ဖက်တီမာကတော့သူကိုယ်တိုင်စူးစမ်းပြီးတော့မှရလာတာဆိုပြီးတော့ဂုဏ်ယူနေတာပါဖက်တီမာကနာမည်ကြီးလာတဲ့အချိန်မှာရောင်းအားချက်ဖို့တည်တည်ချာချာလုပ်ခဲ့တာဖြစ်ပါတယ်အစားအစာဆိုလည်းတစ်မျိုးတည်းမရောင်းပဲမျိုးစုံကိုပြင်ဆင်နေခဲ့တာပါအချင်းပေါင်းလဲရောင်းသလိုတစ်ဖက်မှာလည်းငါးရီကွန်ကျော်နဲ့ဈေးကွက်ကိုထိုးဖောက်ပြန်ပါတယ်ဖက်တီမာရဲ့ငါးရီကွန်ကျော်ကဝက်ကွယ်အောင်မြင်ပြီးတော့တန်းစီပြီးတော့ရောင်းရတဲ့အထိဖြစ်ခဲ့တာပါဒါအပြင်တခြားကြော်ရောင်းလို့ရတဲ့မျိုးစုံကိုကြော်ရောင်းတာမို့သူ့ရဲ့ရောင်းအားနဲ့အမျက်ကလည်းတက်လာခဲ့တာဖြစ်ပါတယ်ဒါတွေကိုစုဆောင်းပြီးတော့ဖက်တီမာကအိမ်ရအောင်စောင့်နိုင်ခဲ့တာဖြစ်ပါတယ်ဖက်တီမာကအရင်တော့ဆိုရင်တော့အိမ်ငါပြီးတော့နေရင်းနဲ့သာအခက်အခဲတွေဖြစ်နေတာပါအိမ်ငါဘဝနဲ့မျက်နှာငယ်ရတာကြောင့်သားတွေကိုကိုပိုင်အိမ်နဲ့ထားခြင်းခဲ့တာပါသားငယ်လေးကိုလည်းအိမ်နဲ့ထားခြင်းလို့စူးစမ်းခဲ့ပေမဲ့သားလေးကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ဖက်တီမာကသားငယ်လေးအတွက်လည်းအလိုအတန်းတွေမကြာခဏလုပ်ပြီးတော့အများအတန်းပေးဝင်နေတာဖြစ်ပါတယ်ဖက်တီမာတို့မိသားစုကလက်ရှိမှာအဆင်ပြေတဲ့ဘဝလေးရနေပြီဖြစ်ပါတယ်ငွေရှိလာတဲ့အချိန်မှာဖက်တီမာသူ့ဘေးရလူတွေကိုလည်းတနိုင်သမျှအကုန်ပြန်ကြည့်ပေးတာဖြစ်ပါတယ်3000ကျော်တဲ့အင်ဂျီကိုပိုင်ဆိုင်ထားတဲ့ဖက်တီမာအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်